တက်ကိုလည်းအိမ်ခွင်းကနေတည်ရအောင်ကစားထားတာတွေ့တယ်ဗျဒဏ်ရာရတယ်တော့ဟိုမှာနယူကာဆယ်မှာဒဏ်ရာရတယ်များတယ်ဒဏ်ရာအားလုံးပေါင်းလို့ရှိရင်ဘယ်နှယောက်ရှိမလဲ6ယောက်လောက်ရှိမယ်ဗျသူတို့အရင်တကြောကစားတော့လီယူနိုက်တက်အိမ်ခွင်းမှာတည်ရပဲကြာထားတယ်ဗျလီယူနိုက်တက်အိမ်ခွင်းမှာတည်ရလည်းပဲရထားတယ်ဟိုကနယူကာဆယ်ကအိမ်ခွင်းကောင်းတဲ့အတင်းဆိုအိမ်ခွင်းကနေတော့တလုံး40သားဒီပေါက်ကြီးတော့ပြင်းပါတယ်ပေါက်ကြီးပြင်းမှာအိမ်ခွင်းကတည်ဆိုလုံးဝရှုံးတလုံးနိုင်တော့40သားတာပေါက်ကြီးကတော့ပြင်းတယ်ဒီပွဲတော့ကျွန်တော်နယူကာဆယ်အိမ်ခွင်းကောင်းတဲ့အတင်းမလို့နယူကာဆယ်ရွေးတယ်ဗျတလုံးအသာနဲ့တော့နိုင်လိမ့်မယ်လို့ပဲမျှော်လင့်တယ်နယူကာဆယ်ရွေးတယ်ဒီအဝေးကွင်းတော့တည်ကြထားတာဆိုတော့ဟိုအိမ်ခွင်းမှာအကောင်းဆုံးကြိုးစားကစားလိမ့်မယ်ဒီပွဲနယူကာဆယ်ဘော်ဒီကြိုက်တယ်ဂိုးပေါင်းကဘယ်လောက်လဲဂိုးပေါင်း3လုံး80စားပေးတယ်ဒီပွဲလည်းဂိုးပေါင်းအောက်ကြိုက်တယ်နယူကာဆယ် 1C 2C အဲ့လောက်ဖြစ်လိမ့်မယ်လို့မျှော်လင့်နေဗျဂိုးပေါင်းအောက်ဘော်ဒီနယူကာဆယ်ရွေးပါတယ်